အားလုံးပဲမင်္ဂလာပါရှမ်းရှမ်းတွေကနေပြန်လဲကြိုဆိုပါရခင်ဗျာမကြခင်မှာပဲကျွန်တော်တို့တနေ့တာရဲ့အကောင်းဆုံးဖြစ်တဲ့နေ့တစ်ကူများကိုရောက်ရှိတော့မှာပါဒီနေရာမှာစဉ်းစားစရာမိခွန်းတစ်ခုရှိနေပါတယ်ကဘာကြီးကအလုံးနေပြီးနေတဲ့ချိန်မတူတလို့ဒီကဘာပေါ်မှာဟာပီနီယာလိုအကျဲဆုံးဟောပြီးနေ့တစ်ကိုအစောဆုံးကြိုဆိုခွင့်ရတဲ့နိုင်ငံကဘယ်နိုင်ငံဖြစ်မလဲဒါအပြင်ဘယ်သူလေးနောက်ဆုံးမှနေ့တစ်ကိုကူကြပါတယ်လေကဘာအချစ်ပဲအစွန်းဆုံးကနေအနောက်ဘက်အစွန်းဆုံးထိ24နှစ်ရွယ်တွင်နေ့တစ်ကူပုံအလဲကျစရာကိုကဘာပတ်ပြီးကြည့်ကြရအောင်ဗျာကဘာပေါ်မှာနေ့တစ်ကိုပထမဆုံးစားတင်ကြိုဆိုခွင့်ရတဲ့သူကတော့ဘာလီဖေးဒမိုဒီယာတဲ့ကကျူရဘတ်လို့ခေါ်တဲ့ဂျွန်နိုင်ငံငယ်လေးပဲဖြစ်ပါတယ်အတိအကျပြောရရင်တော့အဲ့ဒီနိုင်ငံရဲ့ခရစ်စမတ်ကျွန်းမှာနေ့တစ်ကူချိန်ကကဘာမှာအစောဆုံးပဲဖြစ်ပါတယ်မြန်မာဆော်တဲ့ချိန်နဲ့တွေ့ရမယ်ဆိုရင်တော့ဒီဇင်ဘာ31ရက်နေ့ညနေ4 နာရီခွဲလောက်ကတည်းကသူတို့စီမှာဇန်နဝါရီ1ရက်နေ့ကိုရောက်သွားပါပြီမြန်မာတဲ့6 နာရီခွဲထက်တောင်စောတာပါ1995ခုနှစ်မတိုင်ခင်ကတော့အခုလိုမဟုတ်ပါဘူးကျူရဘတ်နိုင်ငံကနိုင်ငံတကာရက်စွဲစီမင်း International Day Line ကိုသူတို့နိုင်ငံရဲ့အရှိဘက်ရောက်အောင်ပြောင်းလဲသတ်မှတ်လိုက်ရပါနီကမ္ဘာအစောဆုံးနေ့တစ်ကူနိုင်ငံဖြစ်လာခဲ့တာပါကျူရဘတ်ပြီးတော့နယူးဇီလန်နိုင်ငံရဲ့ဩစတြေးလျတို့အလဲကျပါတယ်နမကျော်စင်နီမြို့ရဲ့နမကျော်စင်နီမြို့ကမိရှိမှုပန်ပွဲကြီးစားချိန်မှာကျွန်တော်တို့မြန်မာပြည်မှာတော့ညာနေကုန်ခွဲပဲရှိပါသေးတယ်အဲဒီနောက်မှာတော့အာရှဘက်ကိုလဲလာတဲ့အခါမှာတော့ည9:30ဂျပန်နဲ့ကိုရီးယားည10:30မှာတရုတ်စင်ကာပူနဲ့မလေးရှားည10:00တီမှာတော့မြန်မာထိုင်းပြည်နယ်နဲ့အင်ဒိုနီးရှားတို့ကလက်ပြိုင်တဲ့နေ့တစ်ကိုကြိုဆိုကြပါတယ်ကျွန်တော်တို့မြန်မာပြည်သားတွေအိမ်မော်နေကြတဲ့အချိန်မှာလဲကဘာကြီးကတော့ဆက်ပြီးနေ့တစ်ကိုနေကြတော့မှာမနေ့9:30 UAE ဒူဘိုင်ကကဘာအမြင့်ဆုံး Burj Khalifa တိုက်ကြီးပေါ်ကနေမီးပန်းလေးဖောက်ကြပါတယ်မနေ့6:30 UK လန်ဒန်နဲ့ဥရောပနိုင်ငံတွေအလဲရောက်ပါပြီမနေ့7:30 USA နယူးယောက်ရဲ့နမဲကျော်ဘော်ဒရော့ပွဲကြီးနဲ့သူအမေရိကတိုက်သားတွေနေ့တစ်ကိုကြိုဆိုကြပါတယ်ဒါဆိုရင်ကဘာပေါ်မှာနေ့တစ်ကိုအနောက်ကျဆုံးကြိုဆိုရတာဘယ်သူတွေလဲအဖြစ်ကတော့ American Samoa ရဲ့ဘောက်ကအိုင်လန်တို့ပဲဖြစ်ပါတယ်သူတို့စီမှာည7 နာရီထိုးတဲ့အချိန်ဟာကျွန်တော်တို့မြန်မာပြည်မှာတော့ဇန်နဝါရီ1ရက်နေ့ည9 နာရီခွဲလောက်တော့ရှိနေပါပြီတကယ်ကိုထူးခြားတာကအစောဆုံးကူသွားတဲ့ခရီးပတ်ရဲ့အနောက်ကျဆုံးကူတဲ့ American Samoa မိုင်းနေငယ်ပဲဝေးပေးမယ်ရက်စွဲမင်းချနေတဲ့အတွက်တရက်တီတီကွာခြားတော့တာပဲဖြစ်ပါတယ်ကဘာကြီးကကြုံပြီးချိန်ဆုံးတွေမတူကြပြီမဲ့အားလုံးရဲ့ညှော်လင်းချက်ကတော့အတူတူပါပဲအဲ့ဒါကတော့ပုံမကောင်းမှုပြီးပြောချင်စရာကောင်းတဲ့နေ့တစ်ခုကိုပိုင်းဆိုင်ခွင့်ရဖို့ပါပဲကဲမိဘဗီဒီယိုအပေါင်းတို့ကဒီနေ့တက်မှာဘာတွေလုပ်ဖို့စီစဉ်ထားတယ်လဲကိုရဲ့ Happy New Year Resolution တွေကို comment မှာပြောပြခဲ့ကြပါဦးအားလုံးပဲ Happy New Year ပါခင်ဗျာ